လျှက်စစ်ပစ္စည်းတွေထဲမှာဝါယာကျိုးပေါက်နေတာမျိုးဒါမှမဟုတ် insulation ပျက်စီးပြီးတော့ကိုယ်တွေကိုမီးလိုက်နေတာမျိုးကြုံမှုကြမှာပါဒါကို effort ဖြစ်တယ်လို့ခေါ်ပါတယ်ဒီလိုဖြစ်လာရင်ဆက်တွေလောင်နာတွေမကဘဲနဲ့လူကိုပါဓာတ်လိုက်စေတိုင်းပါလေဒီအနေရကနေဘယ်သူကကာကွယ်ပေးတယ်လဲအဖြေကတော့ effort relay ပါပဲ effort relay ဆိုတာလျှက်စီးကြောင်း current တွေ up ထဲကိုယူစိမ့်စီးဆင်းသွားတာကိုစောင့်ကြည့်ပေးတဲ့ကိရိယာပါသူကလျှက်စစ်ပတ်လန်းထဲမှာမူမမှန်တဲ့ယူစိမ့်မှုရှိတာနဲ့ချက်ချင်းသိပြီးတော့ main breaker ကို switch ချပြီးတော့ဖြတ်တောက်ခိုင်းလိုက်တာဖြစ်ပါတယ်သူ့ရဲ့လှုပ်လှုပ်ပုံကယူရှင်းပါတယ်သူက CT coil ကနေတဆင့်လျှက်စစ်စီးကြောင်းကိုတိုင်းတာပါတယ်ပုံမှန်ဆိုရင်ဝင်လာတဲ့ current နဲ့ပြန်ထွက်သွားတဲ့ current ဟာညီနေရပါမယ်တကယ်လို့တနည်းရမှမီးယူနေရင်အဝင်အထွက်မညီတော့ဘဲနဲ့ different current ထွက်လာပါတယ်အဲ့ဒီ current ဟာကျွန်တော်တို့စက်တင်ထဲမှာသတ်မှတ်ထားတဲ့ပမာဏထက်များသွားတာနဲ့ relay ကချက်ချင်းဖြတ်ဆိုတဲ့ signal ကိုပို့လိုက်တာပါပဲ effort relay တက်ဆင်ရတဲ့အဓိကအကြောင်းရင်း၃ချက်ရှိပါတယ်ပထမချက်အနေနဲ့မီးဘေးအန္တရာယ်ကာကွယ်ဖို့လျှက်စစ်ယူစိမ့်မှုကနေပြီးတော့အပူလွန်ကဲပြီးတော့မီးလောင်တာကိုတားဆီးပေးပါတယ်ဒုတိယချက်အနေနဲ့စက်ပစ္စည်းမပျက်စီးဖို့ဥပမာမော်တာတစ်လုံးထဲမှာ insulation ပြတ်ပြီးတော့ကိုယ်တွေကိုမီးရောက်နေမော်တာလောင်တော့မှာပါ effort relay ကဒါကိုမလောင်ရင်အချိန်မီဖြတ်ပေးပါတယ်တတိယချက်ကတော့လူကိုဓာတ်လိုက်မှုတန်ကနေကာကွယ်ဖို့ပါလူတယောက်မတော်တဆဓာတ်လိုက်ရင်တော့မှ effort relay ကချက်ချင်းဖြတ်ပေးနိုင်လို့အသက်အန္တရာယ်ကနေကာကွယ်ပေးနိုင်ပါတယ် effort relay တက်ထားရုံနဲ့လည်းမပြီးသေးပါဘူးစက်တင်ကိုလည်းစနစ်တကျချိန်နှောင်းဖို့လိုပါတယ်fault current ဘယ်လောက်မှဖြတ်မလဲအချိန်ဘယ်လောက်စောင့်မလဲဆိုတာကိုကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ကိုက်ညီအောင်ကျွမ်းကျင်တဲ့ engineer တွေနဲ့ချိန်ညှိပြီးတော့တက်ဆင်ရမှာဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရရင် effort relay ဟာလျှက်စစ်အနေနဲ့ကင်းရှင်းဖို့အတွက်မရှိမဖြစ်တက်ဆင်တဲ့လုံခြုံရေးအဆောင်အရှောက်တစ်ခုပါပဲ။ဒီဗီဒီယိုလေးကဘ ഹു တုတရတယ်ဆိုရင်တော့ like and follow လုပ်ထားဖို့မမေ့ပါနဲ့